မင်္ဂလာပါရှင်ဒီနေ့တော့ artificial intelligence AI ပေါ့နော်အဲ့ဒါကလူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကျွမ်းကျင်မှုတွေနဲ့ဆက်ဆံရေးတွေအပေါ်ဘယ်လိုတက်ရောက်နေတယ်လဲဆိုတာကိုနည်းနည်းအတွင်းကြကြကြည့်ကြရအောင်လေဟုတ်ကဲ့ခင်ဗျာကျွမ်းကျင်သူ Simon Sinek နဲ့ interview တစ်ခုကရတဲ့အချက်တွေကိုအခြေခံပြီးဆွေးနွေးသွားချင်တာပါကောင်းပါရဲ့ So AI ကအလုပ်တွေကိုလွယ်အောင်မြောင်လုပ်ပေးနိုင်တာတော့ဟုတ်ပြီဒါပေမဲ့အဲ့ဒီအတွက်လူသားတွေအနေနဲ့ဘယ်လိုတန်ဖိုးရှိတဲ့အရာတွေကိုများလက်လွတ်ဆုံးရှုံးရနိုင်တယ်လဲအဲ့ဒါအဓိကမေးခွန်းပဲဖြစ်လာမှာပေါ့နော်ဟုတ်ကဲ့AI ရဲ့ညီပညာပိုင်းအကျိုးကျေးဇူးတွေကိုပြောနေကြပေမဲ့လူသားဖြစ်တည်မှုရှုထောင့်ကနေသိပ်ပြောမမြင်ကြဘူးပေါ့ဒီ interview မှာ Sinek အရင်ဆုံးထောက်ပြသွားတာက AI ဟာရလက်ကိုပဲအာရုံစိုက်တယ်ဆိုတာပဲအော်ရလက်ကိုပဲအာရုံစိုက်တယ်ဟုတ်တယ်ဥမာစာတပုတ်ချက်ချင်းရေးပေးတာမျိုးပြဿနာတစ်ခုကိုအဖြေထုတ်ပေးတာမျိုးပေါ့ဒါပေမဲ့လူသားတွေအတွက်တကယ်တမ်းဖို့ချီတာကအဲ့ဒီရလက်ကိုရဖို့စ조사ရတဲ့ခရီးပါအဲ့ဒီလုပ်ငန်းစဉ်ပေါ့အဲ့ဒီခရီးဆိုတာကစိတ်ဝင်စားစရာပဲဆိုလိုတာကစာအုပ်တအုပ်ကို AI နဲ့ရေးတာထက်ကိုယ်တိုင်ရေးတဲ့အခါကြုံရတဲ့အခက်အခဲတွေအတွေးခေါ်တွေကိုစုစည်းရတဲ့ဒုက္ခအဲ့ဒါတွေကလူကိုပိုတိုးတက်စေတယ်ပေါ့နော်အတိကြပဲဗျာဟုတ်ပါတယ်အဲ့ဒီကြိုးပမ်းမှုအဲ့ဒီရုန်းကန်မှုကမှပြဿနာဖြေရှင်းနိုင်စွမ်းတီထွင်ဖန်တီးနိုင်စွမ်းနောက်ပြီးတော့စိတ်သက်ကြံ့ခိုင်မှုအဲ့ဒါတွေကိုတကယ်တမ်းတိစော်ပေးတာပါAI တွန်းလိုက်တဲ့အခါအဲ့ဒီလုပ်ငန်းစဉ်ကနေရမယ်အဖို့တန်လူသားဖွံ့ဖြိုးမှုခွင့်ရကိုကျွန်တော်တို့ကြော်သွားသလိုဖြစ်သွားနိုင်တယ်ဟုတ်ကဲ့ဒါကစာရေးတာတင်မကောက်ဘူးနော်ဥမာချစ်သူနဲ့ပြဿနာဖြစ်လို့ပြန်တောင်းပန်တာမျိုးမှာတော့ AI ကိုအကူအညီတောင်းလိုက်ရင်စစ်မှန်မှုပျောက်သွားနိုင်တယ်။အော်ဟုတ်တာပေါ့။ကိုယ်တိုင်စူးစမ်းပြီးတော့လေမချင်မာမယ်။ဒါပေမဲ့အဲ့ဒီစူးစမ်းမှုကိုယ်တိုင်ကပိုပြီးလူသားဆန်တယ်လေ။ဆက်ဆံရေးအတွက်ပိုအကျိုးရှိနိုင်တယ်။ဒါဆိုရင် AI ကဖန်တီးပြီးတဲ့လွယ်ကူမှုတွေပြီးစုံမှုတွေကတကယ်တော့လူသားတွေတန်မိုးထားတဲ့စစ်မှန်မှုအစစ်မှန်ဖြစ်မှုအဲ့ဒါတွေကိုမင်းဝါစင်နိုင်တယ်ဆိုတဲ့သဘောလားရှင်။ဟုတ်ပါတယ်။အဲ့ဒါကလေဂျပန်ရဲ့ဝါဘီဆာဘီသဘောတရားနဲ့နင်းနေစင်တူတယ်လို့ပြောလို့ရမယ်ဝါဘီဆာဘီဟုတ်ကဲ့မပြည့်စုံမှုမတည်ငြိမ်မှုတွေထဲမှာအလားတရားနဲ့တန်ဖိုးရှိတယ်ဆိုလားမျိုးပေါ့ဥပမာလက်နဲ့လို့တဲ့မြေပန်းကလုံးမညီမညာတွေကစေရုပ်လို့တလို့ချောမွေပြောင်းလဲနေမှာမဟုတ်ဘူးဟုတ်ဒါပေမဲ့သူ့မှာလူလက်ရရဲ့နှွေးထွေးမှုတမှုထူးခြားမှုအဲ့ဒါတွေရှိတယ်လေ AI ဖန်တီးလေးရှိတဲ့အပြစ်အနာအစားကင်းတဲ့ပြီးစုံမှုတွေနဲ့ဒါကတော်တော်ဆန့်ကျင်ပဲအိုးအဲ့လိုကိုဒါကြောင့်လည်းဖြစ်မယ်အခုနောက်ပိုင်း AI generated စာတွေတခါစာလုံးပေါင်းမာချင်မာနေုံလူကိုယ်တိုင်ရေးတဲ့ email လေးတွေကိုပို့ပြီးတော့စစ်မှန်တယ်ပို့ပြီးတာမိုးထားတယ်ရခန်းစားလာတာထိနိုင်တယ်နော်ဟုတ်တယ်ဟုတ်အဲ့လိုမပြီးစုံမှုနဲ့စစ်မှန်မှုကိုတံပိုးထားလာတဲ့အခါ AI ခေတ်မှာဘလို့လူစားရည်သွေးတွေကပို့ပြီးအရေးပါလာမလဲအဲ့ဒါစဉ်းစားစရာဖြစ်လာတာကောဒါကအရင်ရေးချတဲ့အချက်ပါပဲ AI ကလုတ်ရုပ်လုတ်စင်အလုပ်တွေကိုပို့ပြီးတော့လုပ်ပေးနိုင်လာတာနဲ့အမျှလူသားတွေရဲ့အစားထိုးမရတဲ့ကြွက်ကျင်မှုတွေပို့ပြီးတန်ဖိုးရှိလာတယ်ဟုတ်ကဲ့ဆိုင်တဲ့ပြောသလိုပဲပေါ့ဗျာတကယ်နားထောင်တတ်တာသူတစ်ပါးကိုစာနာတတ်တာပိဋိပတ်ခါတွေကိုဖြေရှင်းနိုင်တာအဖြူသဘောထားတဲ့တုံ့ပြန်ချက်တွေပေးတတ်တာလက်ခံတတ်တာနောက်ပြီးတော့တာဝန်ယူမှုရှိတာမျိုးတွေပေါ့အဲ့ဒါတွေကပို့ပြီးအရေးကြီးလာမှာဒါပေမဲ့အဲ့ဒီကျွမ်းကျင်မှုတွေကနီးပညာကိုရမ်းအားကိုလုံးရင်တဖြည်းဖြည်းပျောက်သွားနိုင်တယ်မဟုတ်လားဥပမာအိုရင်းလေးဖုန်းနံပါတ်တွေမမှတ်မိတော့တာကကိစ္စမရှိဘူးဟုတ်တယ်ဒါပေမဲ့ကိုယ်တငယ်ချင်းစိတ်ညစ်နေရင်ဘလို့အားပေးရမလဲလို့ဖို့ကင်ဖက်နဲ့သဘောထားမတိုက်ဆိုင်ရင်ဘလို့ညီနာရမလဲဆိုတဲ့အရေးအသွေးတွေပျောက်သွားရင်လူမှုဆက်ဆံရေးတွေမှာအခက်တွေ့လာနိုင်တယ်နော်တေချာတာပေါ့ကြာအဲ့ဒီကျွမ်းကျင်မှုတွေကလိမ့်ချင်ယူရတာစ조사ပြီးတိဆောက်ယူရတာတွေလေအလွယ်တကူရတာမျိုးမဟုတ်ဘူးဟုတ်ကဲ့ဒါကကျွန်တော်တို့ရဲ့နောက်ဆုံးချက်ထက်တဲ့ရုန်းကန်မှုရဲ့တန်ဖိုးစီကိုရောက်သွားစေတယ်ဘဝမှာကြုံရတဲ့အခက်အခဲတွေစိတ်ခေါ်မှုတွေရုန်းကန်မှုတွေကလူကိုပိုတန်မာစေတယ်ပိုလိမ္မာစေတယ်ကိုပိုနန်းလေစေတယ်ဟုတ်ပါတယ် AI ကအရာရာကိုလွယ်ကူအောင်တက်တောင့်တက်တာဖြစ်အောင်လုပ်ပေးလို့နေအခါအဲ့ဒီလိုရုန်းကန်မှုကနေရမယ်သင်ခန်းစားတွေချီးထွမ်းမှုတွေအဲ့ဒါတွေဆုံးရှုံးသွားနိုင်တယ်ဆိုလဲဆိုရင်မှုပေါ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုရေးကိုတာမှာပဲဖြစ်ပေါ့လေအခက်ဖဲတစ်ခုကိုအတူတူကြော်ဖြတ်လိုက်ရတဲ့အခါလူတွေကြားကဆက်ဆံရေးပူပြီးခိုင်မြဲသွားတာမျိုးယုံကြည်မှုပိုတိုးလာတာမျိုးတွေကြုံဖူးကြမှာပါဟုတ်ကဲ့အဲ့ဒီအတူတကွရုန်းကန်ရတဲ့ခံစားချက်ကတကယ်တန်ဖိုးရှိတယ်ဒါပေမဲ့အတိုက်အတာတစ်ခုထိလွယ်ကူမှုကလည်းကောင်းကျိုးတွေရှိတာပဲမဟုတ်လားဟုတ်ပါတယ်လွယ်ကူမှုကအချိန်ကုန်ထပ်တာစေတာစိတ်ဖိစီးမှုရောစေတာတော့မှန်ပါတယ်
ဒါပေမဲ့စိုင်းတဲ့ကအဓိကထောက်ပြခြင်းတဲ့အချက်ကအလုံးအကျွမ်းအလွယ်ကိုသွားရင်ရေးပါတဲ့လူသားဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းစဉ်တွေကိုကြော်လွှားမိမှာစိုးရင်လားပါ အော်ဟုတ်ကဲ့ ဆိုတော့အနည်းချုံရရင်လေ AI ဟာအစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပေမဲ့သူ့ကိုအသုံးပြုတဲ့အခါမှာကိုယ်ပိုင်စူးစမ်းမှုရုန်းကန်မှုနဲ့မပြည့်စုံမှုတွေကနေရရှိတဲ့တန်ဖိုးရှိတဲ့သင်ယူမှုတွေကိုယ်ရည်ကိုယ်သွေးကြီးထွားမှုတွေပြီးတော့စစ်မဲ့နဲ့လူစားဆက်ဆံရေးတွေအဲ့ဒါတွေကိုမထိခိုက်အောင်မမေးမိုင်သွားအောင်သတိထားဖို့လိုတယ်ဆိုတာပါပဲ ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ဆွေးနွေးချက်ဒီအရာကျမတို့ဆက်ပြီးတော့စဉ်းစားရမယ့်အချက်ကတော့လीနီးပညာကရာရာကိုလွယ်ကူအောင်ဖန်တီးပေးနေတဲ့ဒီခေတ်ကြီးမှာလူသားတစ်ယောက်အဖြစ်တင်ယူကြီးထွားဖို့အတွက်အရေးပါရဲ့ကိုယ်ပိုင်စူးစမ်းမှုတွေရုန်းကန်မှုတွေကိုတမင်တကာရွေးချယ်ပြီးထိန်းသိမ်းထားဖို့လိုအပ်နေပြီလား စဉ်းစားစရာပဲ ကိုယ့်ဘဝမှာဘလို့လူသားကျွမ်းကျင်မှုတွေကိုပို့ဦးစားပေးပြီးတော့တတိတရားပြုစုပြောထောက်သွားသင့်တယ်လဲဆိုတာပေါ့နော်ဒါကတော့နားထောင်နေကြတဲ့သူတွေကိုယ်တိုင်ဆက်လက်ပြီးတော့ဆင်ခြင်ကြည့်ဖို့ခြံထားခဲ့ခြင်းနဲ့မေးခွန်းပါပဲရှင်